အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲမင်္ဂလာပါဒါကိုလင်းရဲ့ဒါဒုတိလက်ကီးလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကအားလုံးကိုပြန်လည်ပြီးတော့ຫນွေတို့ဆောင်နဲ့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကိုလင်းအခုတွေ့ပြီးမြင်ပြီဆိုရင် channel လေးကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe နေပြီးသားပါနေပြီးသားကိုဒီမတွေကလည်းလက်မလေးတွေပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်နော်ဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတဲ့နေ့လည်ခင်းလေးဖြစ်ပါတယ်ကဲအားလုံးပဲဒါကျွန်တော်ရဲ့ဒါကိုလင်းရဲ့အခွေနော်အခွေ okay မှာစုပ်ပြေသွားပါပြီအဖွဲ့ဝင်တွေကျွန်တော်ရဲ့အခွေတကွက်ထွက်လာပါပြီနောက်ထပ်လာအောင်မှာပါလို့ပဲထပ်ပြီးတော့ပြောချင်ပါတယ်အခွေနော်အဖွဲ့ဝင်တွေအခွေပေးထားပါတယ်တကွက်ထွက်လာပါပြီနောက်တစ်ခုကကျွန်တော်မနေ့ကတိုင်းနာနေ့ကကျွန်တော်ပြောတယ်မနေ့ကကျွန်တော်ပြောထားတယ်ကိုသမားတွေကျွန်တော်ပြောပြီးသားလေကိုဗုဒ္ဓဦးမကျော်လာမှာဒါပေမဲ့စာရေးရကတော့အင်္ဂါမကျော်ဘူးဆိုတာဒါကျွန်တော်ရဲ့ free ပတ်တီးထုတ်တဲ့ site ကပါနော် free ပတ်တီးဆိုတာသိရမလား free ပတ်ရင်တော့ကျွန်တော်ပတ်တီးပေးရလေအင်္ဂါမကျော်ဇာတို့ပေးတယ်ဆိုတော့ site ကနေဒါကိုနော်အဲကြောင့်ကျွန်တော်မနေ့ကကျွန်တော်ပြောတယ်ကိုသမားတွေကိုလိုက်လို့ရတယ်ဗုဒ္ဓဦးမကျော်ဘူးဒါပေမဲ့သူ့ရဲ့ site အမှန်ဆိုရင်အင်္ဂါမကျော်နော်ကျွန်တော်ပြောလိုက်ပါဒါသိတဲ့လူသိပါတယ်နော်အဲဒါကြောင့်မလို့ဒါအခုဆိုရင်ဒါတက်ကိုဆိုတဲ့ဒါကနန်းဆိုတာဒါကျွန်တော်ရဲ့အခွေဖြစ်ပါတယ်တကွက်ထွက်လာပြီနောက်ထပ်လာအောင်မှာပါနော်နောက်ထပ်လာအောင်မှာပါနော်အဲဒါကြောင့်မို့ဒါကျွန်တော်ရဲ့အဖွဲ့ဝင်တွေကတော့ okay မှာဆိုပြေသွားပြီနော် okay မှာဆိုပြေသွားပြီနော်ကိုလင်းကတော့ရှင်းတယ်နော်မိုးကင်း okay အောင်လုပ်ပြန်လုပ်ပေးတယ်ကျွန်တော်ကရှင်းတယ်နော်အဲဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနော်ဒါကျွန်တော်ကိုကြည့်ရှုနေတဲ့ခုနှစ်ရက်သားမီးတွေအခွေသမားတွေပေါ့ကျွန်တော်အဖွဲ့ဝင်တွေပေါ့နော် okay မှာဆိုပြေသွားပြီတကွက်ထွက်သွားပြီနောက်ထပ်လာအောင်မှာနော်ဟုတ်ပြီလားအဲဒါကြောင့်မလို့အဖွဲ့ဝင်တွေကတော့ဒါ okay သွားပြီနော်ကဲကျွန်တော်နေ့တိုင်းလေးသွားမယ်နော်အင်္ဂါနဲ့ညနေ4 နာရီခွဲလို့ကျွန်တော်နေ့တိုင်းလေးသွားမယ်နော်ကဲတုံညထွက်လာခြင်းကြောင့်မနေ့ကဒါ40ထွက်ခြင်းကြောင့်ပေါ့ပြောချင်တာတခုက40ထွက်ခြင်းကြောင့်ထုံးစံအတိုင်းက9ပရိတ်တော့မဟုတ်9ပတ်တိလိုက်တယ်ပေါ့နော်ခွန်ပတ်တိတော့မဟုတ်9ပရိတ်ကလိုက်တယ်ဒါကျွန်တော်ချစ်တဲ့သူတွေတီးပြီးသားကိုလင်းရဲ့ဒါလူရင်းတွေကတီးပြီးသားရင်တော့ဒါတုံညထွက်လာပြီဆိုကြံပွဲနောက်ပွဲမှာကြာရင်9ပရိတ်တော့မဟုတ်9ပရိတ်တော့မဟုတ်ခွန်ပတ်တိလိုက်တယ်နော်ပတ်တိကတော့ခွန်ပေါ့ဗျာဒါပေမဲ့လိန်9ပရိတ်ကြတယ်နော်အဲ့လိုမျိုးပေါ့ပတ်တိတော့မဟုတ်ဘူးနော်ပတ်တိမဟုတ်ဘူးတော့ကြပတ်တိပေးတဲ့ထင်းနေဦးမယ်နော်နော်ခွန်ပတ်တိတော့မဟုတ်9ပရိတ်လိုက်တယ်ပေါ့နော်အဲ့ဒါလေးကဒါတုံညထွက်ပြီးလိုက်တဲ့အချင်းနော်အဲ့ဒါလေးပေါ့တတိထားပါနော်အဲ့ဒါလေးဥစ္စာပထမပြောချင်ပါတယ်နော်အဲဒါကြောင့်မို့ကျွန်တော်ပြောချင်တာတကူကတော့နော်ကျွန်တော်ပြောထားတယ်တတိထားခိုင်းတဲ့အထဲမှာကျွန်တော်ပြောတယ်နော်တတိထားခိုင်းတဲ့အထဲမှာအဓိကကတော့ဘာလဲဆိုတော့ဟိုတုံညထက်လာခဲ့မယ်ဆိုကျွန်တော်ပြောထားတယ်တုံညရဲ့တုံည9ရဲ့တုံညခွန်ရဲ့ဆိုတဲ့တုံညလာမယ်ဆိုရင်ကျွန်တော်ကြိုက်တဲ့ဟာလေးတွေကျွန်တော်ပြောထားတယ်နော်တုံညထက်လာမယ်ဆိုရင်အဓိကဘာလေးတတိထားမယ်ဆိုတော့အပူပါဝါနက်ခတ်တုံညအပူတုံည9ပါဝါတုံညခွန်နက်ခတ်အဲ့ဒါလေးတွေတတိထားဖို့ကျွန်တော်ဒါညတွေကကျွန်တော်ပြောထားတယ်ပေါ့နော်ဒါအဲ့ဒါကြောင့်မလို့နော်အဲ့အတွက်ကြောင့်မလို့နော်ကျွန်တော်အင်္ဂါနေ့နော်အင်္ဂါနေ့ညနေဒါစိန်မာစာကီးဆိုတော့ဒါမညီသေးဘူးနော်မနက်ကဒါတက်ကိုဆိုတော့ကျွန်တော်စိန်မာစာကီးက9 3ညကီးဆိုတော့လीနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒါဒီညနေကိုကျွန်တော်ထက်ကင်တဲ့ဝမ်းချင်းကလည်းနှစ်ခွန်ပဲကျွန်တော်ထက်ကင်တယ်နော်နှစ်ခွန်ဝမ်းချင်းပဲဖြစ်ပါတယ်ညကျွန်တော်ဒါတင်ကွက်ပြောဖို့မေ့သွားတယ်နော်အဲ့ဒါကျွန်တော် comment ထဲမှာတော့ကျွန်တော်ရေးပေးထားပါတယ်နော်ညစကားပြောတာလောဝါနဲ့နော်အဲ့ဒါကြောင့်မလို့အင်္ဂါနေ့ညနေ4 နာရီကိုကျွန်တော်ကြိုက်တဲ့ဝမ်းချင်းကျွန်တော်ထက်ကင်မဲ့ဝမ်းချင်းလေးရတယ်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်ခဏနှစ်ခွန်ဝမ်းချင်းမှာကျွန်တော်ကလေးကနေနှစ်နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်20 24 25 29ပဲနော်မနက်ကပေးတဲ့အတိုင်းပဲဒါပေမဲ့တင်ခွက်တော့ပြောင်းမယ်နော်ဝမ်းချင်းကနှစ်ခွန်ပဲနှစ်နဲ့ပတ်သက်လာရင်20 24 25 29ခွန်နဲ့ပတ်သက်လာရင်80ခွန်4ခွန်5ခွန်9နော်ဒါနှစ်ခွန်ဝမ်းချင်းနဲ့ဒါကျွန်တော်ညပေးထားတဲ့အတိုင်းပဲဝမ်းချင်းကတ်ပေးထားတာပေါ့ဒါပေမဲ့ကျွန်တော်ဘာကြောင့်ဒီညတက်လာဒီနေခင်းတက်လာလဲဆိုတော့ဒါကျွန်တော်ရဲ့အဖွဲ့ဝင်အခွေကို okay တယ်ဆိုပြကြောင်းရဲ့နောက်တစ်ခုက40မနေ့ကညနေကထွက်ချင်းကြောင်းတုံညာဘရိတ်သို့မဟုတ်
ခွန်ပတ်တီးတော့မဟုတ်ခုနှစ်ပရိတ်လိုက်တယ်ပေါ့အဲ့ဒါလေးတတိထားဖို့လည်းပြောခြင်းလို့နော်တလာတာပါအဲ့ကြောင့် main တင်ခွက်ကတော့မတူပါဘူးနော်ဒီညနေကိုကျွန်တော်ကြိုက် main တင်ခွက်ကခွန်1က80ရဲ့ခွန်3ရဲ့ဖြစ်ပါတယ် main တင်ခွက်ကျွန်တော်ခွန်ကြိုက်တယ်ဒီညနေနော်ကြမကြတော့မသိဘူးဒါပေမဲ့ကျွန်တော်ကိုလင်းကတော့ခွန်ကြိုက်တယ်နော်အဲ့ဒီကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ကျွန်တော်ကြိုက် main တင်ခွက်ကတော့80ခွန်1ခွန်3 main တင်ခွက်နော်ဟုတ်ပြီလားနော်အဲ့ဒါလေးပဲပြောချင်ပါတယ်နော်အဖွဲ့ဝင်တွေ okay မှာဆိုပြေသွားပြီဖောင်းရပိတ်ရမရှိရင်လှည့်မကြည့်နဲ့ကွက်တီပဲနောက်ထပ်လာအောင်မှာအခွေရနော်ဟုတ်ပြီလားနော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါမင်္ဂလာရှိတဲ့အင်္ဂါနေ့7:00နာရီ10မိနစ်ကတော့ဒါကျွန်တော်အဖွဲ့ဝင်တွေအားလုံးပဲပိုင်ဆိုင်သွားပြီမင်္ဂလာရှိတဲ့အင်္ဂါနေ့ညနေ4:00နာရီခွဲကိုလည်းဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲထပ်ပြီးတော့ပိုင်ဆိုင်ကြပါသေးလို့ကိုလင်းကနေပြီးဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါအားလုံးမတက်တာပါည9:00နာရီထိုးဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ